ဒဂုဏအဟံဝန္ဒမိသဗ္ဗရာအနန္တဂုဏအဟံဝန္ဒမိသဗ္ဗရာအဟံဗုဒ္ဓအဆုံးအမပိဋကသုံးသွဲရောက်ကွဲခြင်းကြပဋ္ဌာန်းကျမ်းတော်ကြီးကစ၍ကွယ်ရမည်သာလနာသုဝိနီအစဉ်တိုင်းသာလျင်မကွယ်ခင်ယခုကွယ်ပြောက်လှူစေအာနေကိုက်မှာပဋ္ဌာန်းရုပ်ကွဲတွေတွေ့ကြုံပါသဖြင့်လွန်စွာဝမ်းမြောက်အထောက်အကူဗုဒ္ဓသာသနာတကွန်ထူဟဲ့လို့ဇဘူဖွင့်ပြတရားဟောဓမ္မဂတိကဟုနာမတမှုအကျွန်ုပ်သည်အနန္တဂုဏံဖယားကုံတရားကုံတန်ခါကုံနှင့်မိကုံဖကုံဆရာသခင်တို့၏ဂုဏတော်ကိုသဗ္ဗရာ